လွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်ပေါက်ပြောက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဗီဒီယိုလေးကိုတင်ခဲ့ပူပါတယ်အဲ့ဒီဗီဒီယိုကိုကြည့်ရှုခဲ့တဲ့သူကကျတော့3,800,000ကျော်ရှိခဲ့ပါပြီဒါပေမဲ့အခုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့အဲ့ဒီတော့ရှင်းပြတဲ့ရှင်းပြချက်တွေနည်းနည်းလေးလိုအပ်ချက်ရှိနေရလဲကျွန်တော်တွေ့ရပါတယ်အခုဗီဒီယိုလေးကကျတော့2025မှာပြန်ပြီးတော့ update လုပ်ပေးတာပေါ့နော်ဆိုတော့ရိုးရိုးရှင်းရှင်းပြောရရင်ဗျာပေါက်ထတာမှုဆွဲတာကိုပုံမှန်ကုံစုံဆိုင်မှာဝယ်လို့ရတဲ့ anti dandruff shampoo ဥပမာ clear တို့ hand and shoulder တို့တုံးပြီးတော့ကုသတာဟာတနက်တန်အောင် plaster ကတ်ပြီးတော့ကုသတယ်လို့မျိုးဖြစ်နေပါတယ်အပေါ်ရန်ပျောက်တယ်လို့မျိုးရှိပေမဲ့အထက်ကအနာရင်းကမပျောက်ပါဘူးဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကြတော့ဆရာဝန်တယောက်အနေနဲ့ဒါမှကကိုယ်တိုင်လည်းမှားခဲ့ဖူးတဲ့လူနာတယောက်အနေနဲ့ဘောက်ကိုအမြင့်ပြတ်ကုသနိုင်မယ်လှည့်ဝက်ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်စပင်ကျွတ်နေရဆိုရင်လာနဲ့ချီနေပြီပေါ့နော်အစာပဲမှာကျတော့ကိုဗစ်ကြောင့်ဖြစ်မှာပါနောက်ပိုင်းကျတော့လည်းဘန်ကောက်ရောက်တော့ဘန်ကောက်ရေကြောင့်ဖြစ်မှာပါဆိုပြီးတော့ကျွန်တော်တွေးမိတယ်ဒါပေမဲ့နောက်ပိုင်းသိကြစဉ်းစားကြည့်တော့မှကျွန်တော်ပေါက်ထားနေလို့စပင်ကျွတ်နေရတယ်ဖြစ်နိုင်တယ်ဗျကျွန်တော်ဘန်ကောက်ကိုရောက်ကစားဘာဖြစ်ခဲ့လဲဆိုတော့ရာသီဥတုကလည်းပိုအဲဆွတယ်ချွေးတွက်များတယ်ပေါ့နော်ဥယျာဉ်မှာပြီးတော့ကိုကလည်းညမဲ့အိတ်ခင်အေးရပေါ်မတက်ခင်မှာတန်ရှင်းနေမှာကြိုက်တယ်ဆိုတော့ရေချိုးတော့ပိုဆိုးတယ်အချင်းတစ်ခုကလည်းကောင်းလျှော့ပြီးတခြားမချောက်ပဲနဲ့ဒီတိုင်းပဲအိတ်လိုက်တာပေါ့နော်ဆိုတော့ပေါက်လိုမျိုးမှုတွေကကြတော့ဒီလိုမျိုးဆိုတိုင်းဆွတ်နေတဲ့နေရာကြီးဆိုအရန်ကြိုက်တယ်ဗျဆိုတော့ဘာရလက်ကဘာဖြစ်လာလဲဆိုရင်ခေါင်းမှာပေါက်တွေပိုထလာတယ်ရရန်လာတယ်အသားတွေအလှလဲကွာလာတာပေါ့ဗျာဟောကျွန်တော်လည်းစဉ်းစားကြည့်တာပေါ့ဈေးကွက်ထက်မှာနာမည်ကြီးပါပြီဆိုတဲ့အပေါက်ပြောက်ကောင်းလျှော်ရည်တွေကိုကျွန်တော်နေတိုင်းသုံးတယ်ဒါပေမဲ့ပိုဆိုးလာတယ်နေလေအောင်မှာကောင်းလျှော်ထားတယ်ဗျညရေချိုးမယ်ဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာကျတော့ခေါင်းမှာပေါက်တဲ့အပြင်းလိုက်ဒီညာတိတော့တက်လာတယ်နှာခေါင်းပေးသားထိလာကူးလာတယ်ဘာဖြစ်လို့လဲကျွန်တော်တွေးတယ်ကျွန်တော် clear လိုမျိုးအလွယ်တကူဝယ်လို့ရတဲ့ကောင်းလျှော်ရည်တွေကိုလွန်ခဲ့တဲ့9နှစ်ကကျွန်တော်ဗီဒီယိုထဲကအတိုင်းနေတိုင်းကျွန်တော်လျှော်လာပါတယ်ပေါက်ပြောက်လာဆိုတော့လည်းမပြောက်ပါဘူးဒါပေမဲ့ပေါက်တော့မထဘူးကောင်းမရဘူးပေါ့နော်ဒါကြောင့်လည်းကျွန်တော်ညှော့ခဲ့တာဒါပေမဲ့ကိုစိတ်ဖိစီးမှု stress ရှိတဲ့အခါပင်မတဲ့အခါနေမကောင်းဖြစ်တဲ့အခါမျိုးမှာဆိုကျွန်တော်ခုနဖြစ်တယ်လို့မျိုးပို့ဆိုးသွားတယ်ပေါ့ဗျာဥယျာဉ်ဒီပြင်လိုပေါက်ထလာတယ်နေတိုင်းလျှော်နေရကြပေါ့နော်အဓိကအကြောင်းရင်းအားကြတော့အဲ့ဒီခုနက clear လိုမျိုးကောင်းလျှော်ရည်တွေမှာအရန်ပြင်းတဲ့အတွက်မိုးကမသေးခင်မှာမဲ့ကျွန်တော်ဥယျာဉ်ပြားကအကာအကွယ် skin barrier ပျက်စီးသွားပြီးတော့ရောင်ရမ်းလာတာပါအရေးပြားဆိုတာကပြင်ပကနေပြီးတော့ပိုးမွှားတွေကိုခန္ဓာကိုယ်ထဲမဝင်အောင်ကာယံထားတဲ့ပထမဆုံးမဟာတတိုင်းကြီးပါအဲ့ဒီတတိုင်းဥယျာဉ်ပြားကြီးပျက်စီးသွားတော့မိုးတွေကပို့ပြီးတောင်းကျမ်းလာတာတော့မဆန်းဘူးပေါ့နော်ဒီနေရာမှာလူအများစုကျွန်တော်ပါမယ်ပေါ့နော်မှားတတ်တဲ့အချက်ကိုကျွန်တော်ရှင်းပြချင်ပါတယ်အရင်ရေးကြည့်ပါတယ်ပေါက်ပြောက်ကောင်းလျှော်ရည်တကယ်တော့2မျိုးရှိပါတယ်ပေါက်စတစ်ခုကကြတော့ cosmetic shampoo လို့ခေါ်တဲ့အလှကုန်ကောင်းလျှော်ရည်တွေပါ clear တို့ hand and shoulder တို့မှာကြတော့ pyroton olamine လို့မျိုးပါဝင်ပစ္စည်းတွေပါပေမဲ့သူတို့ရဲ့အဓိကတာဝန်ကကြတော့စပင်တန်ရှင်းဖို့နဲ့အနှံ့မွေးဖို့ပဲဖြစ်ပါတယ်ဆိုတော့ပေါက်ယောဂကိုပြောင်းအောင်ကုသနိုင်တာမဟုတ်ပဲနဲ့ထိမ့်ပင်းယုံလောက်လေးပဲရတာပါမှုတတ်နိုင်တဲ့အာနိသင် potential မလုံလောက်ပါဘူးနော်ဒါပေမဲ့သူတို့မှာကျတော့ SLS လိုမျိုးပြင်းတဲ့ဆက်ပြဓာတ်တွေပါတဲ့အတွက်နေတိုင်းသုံးရင်ဥယျာဉ်ပြအရန်6သွေးတတ်ပါတယ်ဒုတိယတစ်မျိုးကကျတော့ medical shampoo ပါဆေးဝါးကောင်းလျှော်ရည်တွေပါထိုင်းမှာနာမည်ကြီးရတော့နိုင်ဆိုရယ်ပေါ့မြန်မာမှာဆိုဟန်ကြီးလေးရှိမယ်ဆိုတော့ ketoconazole 2% တော့မဟုတ် selenium selenium sulfite 2.5% ပါဟာမျိုးပေါ့အလားကုန်မဟုတ်ဘူးဆေးဖြစ်တယ်ဒါတွေကမှုတ်ပိုးတွေကိုတိုက်ရတာပါတက်ပေးနိုင်ပါတယ်နော်ထိုင်းမှာဆိုရင်တော့ဒီလိုဆေးတွေကိုကောင်းလျှော်ရည်တွေကိုကုံစုံဆိုင်7-11လေးလိုမျိုးမှာအလွယ်တကူဝယ်လို့မရဘူးဆေးဖြစ်တဲ့အတွက်ဆေးဆိုင် pharmacy တွေမှာပဲရောင်းခွင့်ပေးထားပါတယ်clear လို့မျိုးအလားကုန်ကောင်းလျှော်ရည်တွေကကျတော့နေရာတကိုင်မှာကျွန်တော်ဝယ်လို့ရတယ်ပေါ်နေရပဲပေါ့နော်အဲဆိုရင်ဘယ်လိုလုပ်ရမလဲကျွန်တော်အခုလက်တွေ့သုံးပြီးတော့အရန်ထိရောက်တဲ့ sandwich protocol လေးကိုတော့ကျွန်တော်မျှဝေပေးခြင်းပါတယ်အဆင့်1အနေနဲ့ကျတော့မှုတ်တက်မယ်ပေါ့နော်ဆိုတော့ပေါင်းစုံတရက်မှာဘာလုပ်ရမလဲဆိုရင် treatment day ပါတပတ်ကို2ကြိမ်3မို့3ကြိမ်ပေါ့နော်တရက်ချပြီးတော့ဒီ nasal 3မို့ဆက်ကို3ပါ ketoconazole တွေပါပေါ့လေဥယျာဉ်ပြားမှာ9မိနစ်လောက်ထားပြီးတော့ရေဆေးချဒါမှုတ်တက်တဲ့နေ့ပါနော်အဆင့်2ကကျတော့နောက်နေ့ပေါ့နော်ပြန်လည်ကုစားမဲ့နေ့ rest day ဆိုတာလိုပါတယ်ဒါကတော့အရေးကြီးဆုံးပါဆေးကောင်းလျှော်ရည်တွေမသုံးတဲ့ခုန ketoconazole တွေနော် selenium တွေမသုံးတဲ့နေ့မှာ clear လိုမျိုးပြင်းထန်တဲ့ကောင်းလျှော်ရည်လုံးဝမသုံးပါနဲ့အဲ့အစား baby shampoo ဒီလိုမျိုးလေးပေါ့နော်တော့မဟုတ် ceramide ပါတဲ့နူညံ့တဲ့ကောင်းလျှော်ရည်တွေသုံးပါဘာလို့လဲဆိုတော့မှုကြောက်ပျက်စီးနေတဲ့ဥယျာဉ်ပြအကာအကွယ်ကို skin barrier ကိုပြန်လည်ပြုပြင်ဖို့လိုပါ baby shampoo တွေက pH မှတ်တာပြီးတော့ဥယျာဉ်ပြကိုမထိခိုက်စေပါဘူးเนาะဆိုတော့တတိယအဆင့်ကကျတော့ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပြောင်းလဲဖို့လိုတယ် lifestyle changes တွေလုပ်ဖို့လိုတယ်ကောင်းလျှော်ပြီးလဲစပင်ကိုလုံးဝ100% 6အောင်
ကျွန်တော်4 A လေးနဲ့9 A လေးနဲ့မှုတ်ပေးဖို့လိုပါတယ်ပြီးမှ8ပါเนาะဒီကောင်းဆွဆွနဲ့8တာကြတော့မှုံမွေးမြူတွေလုပ်နေလို့ပဲပေါ့နော်ဘလောက်ကောင်းရွှေကောင်းမချောက်ဘူးဆိုရင်တော့ကျွန်တော်ပေါက်မပြောက်ပါနောက်ပြီးတော့အဆက်တွေစလို့လက်ချကန်တွေလုပ်လို့ဥယျာပြချွေးထွက်ရင်လည်းမအိတ်ခင်ခေါင်းလျှော်ပြီးရင်ချောင်းအောင်4 A လေးနဲ့ပြန်မှုတ်ပြီးတော့မှပဲအိတ်ဖို့လိုပါလိမ့်မယ်ချုပ်ပြီးပြောရရင်ပေါက်ပြဖို့ဆိုတာကကောင်းရွှေတစ်မျိုးတည်းသုံးရုံနဲ့မရပါဘူးဒီမိုးသက်စေးပေါ့နော်ကီတိုကွန်ဇောသို့မဟုတ်ဆယ်လီနီယမ်ဆာ5ပါတဲ့ဆေးခေါင်းလျှော်ရည်3ပါဆေးခေါင်းလျှော်ရည်နော်ဟိုကြားရက်တွေမှာကြတော့ကလေးကောင်းလျှော်ရည်ပေါ့နော်မိုင်းဘေဘီရှမ်ပူလေးတွေနဲ့ဥယျာပြအနာပေးပါကောင်းအောင်ချောင်းထားပါလို့ပဲကျွန်တော်ပြောချင်တယ်လွန်ခဲ့တဲ့9နှစ်ကကျွန်တော်ရဲ့အကြံဉာဏ်တွေကလိုအပ်ချက်ရှိခဲ့ရင်လည်းဒီဗီဒီယိုလေးနဲ့အကောင်းဆုံးပြန်လည်ဖြစ်ဆွပေးနိုင်မယ်လို့ပဲကျွန်တော်ယူဆပါတယ်လက်တွေ့စမ်းသပ်ကြည့်ပြီးတော့အဆင်ပြေမပြေကို comment လေးမှာပြန်ပြောပြပေးပါပြီးတော့ဒီဗီဒီယိုလေးကိုဝေမျှပေးစေချင်ပါတယ် like လုပ်ပေးစေချင်ပါတယ်ချမ်းမိုင်နဲ့ပတ်သက်တဲ့ဟာကိုလည်း comment လေးပေးခဲ့စေချင်ပါတယ်ကျွန်တော်နာမည်ကတော့ယူမောင်ပါနောက်ဗီဒီယိုမှာပဲတွေ့ပါမယ်တတာ